ငငယ်ရွယ်ရွယ်မိခင်တူဟာအိမ်မာတင်ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။သူမရဲ့၄နှစ်အရွယ်သားငယ်လေးဟာအေးဆက်နေတဲ့မိခင်ရဲ့လက်ကိုစုပ်ကန်ပြီးမေမေတားကိုဖတ်ပါဦးလို့တူတူလေးပြောရှာတဲ့မိခင်ဖြစ်သူလှုပ်ရှားမလာတဲ့အခါမှာတော့သားငယ်လေးကမေမေအရန်ပင်ပန်းပြီးအိပ်ပျော်နေတယ်လို့ပဲထင်မှတ်ပြီးဘေးနားမှာငြိမ်ငြိမ်လေးထိုင်ရင်းသူ့ကစားစရာလေးတွေနဲ့စုပ်ကစားနေခဲ့တယ်။မှောင်လာတဲ့အခါကျတော့ကောင်လေးကကြောက်လာတာနဲ့ကတင်ပေါ်တက်မေမေရင်ခွင်ထဲတိုးဝင်ပြီးလက်လေးတစ်ဖက်ကိုမိခင်ရဲ့မျက်နှာပေါ်တင်လို့အိပ်ပျော်သွားခဲ့တဲ့နောက်တစ်နေ့ရောက်တော့လဲမေမေကနိုးမလာသေးပြန်ဘူး။သူဟာကုတ်ကီးမုတ်တချို့ကိုရှာတွေ့တော့တကိုက်ကိုက်ပြီးမေမေပါဇက်ထဲကိုလည်းမုတ်တစ်ဖက်ညှင်းသားစွာခွန်ပေးခဲ့တယ်။မေမေရေထပ်ပါဦးတဲ့ရက်တွေကုန်လုံးသွားခဲ့တဲ့အခန်းထဲမှာဆိုးရွားပြီးပြုတ်အန်ကျင်စရာအနံ့အသက်တွေပြင်းနေလာပေမဲ့ကောင်လေးကတော့ဒါဘာလဲဆိုတာမသိရှာပါဘူး။သူဟာနှာခေါင်းလေးကိုပဲပိတ်ပြီးမေမေနားကနေမခွာပဲနေခဲ့တယ်။နောက်ဆုံးမှာတော့အိမ်နီးနားချင်းတွေကအနံ့ရလို့ရဲစခန်းကိုဖုံးဆက်အကြောင်းကြားခဲ့ကြတယ်။ရဲတွေတကားကိုရိုက်ချိုးပြီးဝင်လာတဲ့အခါကတင်ပေါ်မှာမိခင်ရဲ့ရုပ်အလောင်းကိုတွေ့လိုက်ရတဲ့ကောင်လေးကတော့ပေရင်ညစ်ပတ်နေပြီးမှုတ်တက်နေတဲ့ကုကီးမုတ်တစ်ဝက်ကိုကိုင်ရင်အခန်းတောင်လေးမှာပုံနေရှာတယ်။ရဲရရှိတယောက်ကမျက်ရည်ဝဲလျက်နဲ့တားလေးမေမေဘယ်မှာလဲလို့အตาရမေးလိုက်တော့ကောင်လေးကကတင်စီကိုအဖြစ်ကင်းစင်စွာညွှန်ပြပြီးမေမေအိပ်ပျော်နေတာသူတကယ်ကိုပင်ပန်းနေလို့ပါလို့ပြန်ပြောခဲ့တယ်။ရဲတွေကကောင်လေးကိုခေါ်ထုတ်သွားခဲ့ကြပေမဲ့တွေးပြက်ချောက်ချားစရာအသေးစိတ်အချက်တစ်ချက်ကတော့သူတို့အားလုံးကိုစက်တိထသွားစေခဲ့တယ်။အဲ့ဒီရဲ့အရှိကြီးတွေအတွင်းမှာအဲ့ဒီအိမ်ထဲကိုဘယ်သူမှဝင်မလာခဲ့တယ်လို့ကောင်လေးကိုလည်းဘယ်သူမှမုန်းမကြွေးခဲ့ကြဘူး။ဒါဆိုဒီကောင်လေးကဘယ်လိုနည်းနဲ့အသက်ရှင်ကျန်ရစ်ခဲ့တာလဲ။